ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ22ရက်နေ့ကနေ30ရက်နေ့တောတွင်မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ရေးပါတဲ့ဆုံးဖြတ်ချက်များချမှတ်ရမယ်ဥတီလိုက်တဲ့နေရာတိုင်းမှာတိုက်ခတ်ရှိမယ်မဖြစ်မနေလုပ်ကိုင်မှုနဲ့အဆုံးမှာအောင်မြင်သွားမယ်နေရာဆက်ဆက်တဲ့ဝင်းကျင်အတွင်းမှာတော်လကောင်အလုံးနေရာဆက်ဆက်တဲ့ဝင်းကျင်မှာတော်လကောင်အပြောင်းလဲရှိမယ်လူသစ်ဝင်းကျင်သစ်တွေနဲ့ဆက်ဆံရမယ်ဒီကာလအတွင်းမှာပြည့်ရသူတွေစမ်းပွင့်မယ်ခရီးကိစ္စအဆင်ပြေမယ်ဝေးကြေးကံကောင်းမယ်ဘဝရည်မှန်းချက်တိုးတက်မယ်အခက်အခဲကိစ္စဖြေရှင်းနိုင်မယ်12ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရတွေကိုလက်တွေ့သုံးချပြီးဘဝတိုးတက်မှုကိုရနိုင်တယ်23ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်ဘဝတိုးတက်24ရက်နေ့မှာဝေးကြေးကိစ္စလုပ်ငန်းကိစ္စစီးပွားကိစ္စအဆင်ပြေမယ်25ရက်နေ့မှာရပိုင်ခွင့်တွေပြန်ရခြင်းခက်ခဲသောကိစ္စဖြေရှင်းနိုင်ခြင်းတွေကြုံမယ်25ရက်နေ့မှာထူးကောင်းသောကံနဲ့တိုးတက်တဲ့ကံလေးတွေပေါ်နေရမှ26ရောက်တဲ့အခါမှာစိတ်နှောက်ယှက်ကတိကောင်လေးတွေရှိလာမယ်29ရက်နေ့မှာတော့အလုံးစုံကောင်းသောနေထားနဲ့ကံမြမတဲ့ခြေနေကောင်းတွေကိုပြန်လည်ရောက်ရှိသွားတယ်28ရက်နေ့မှာအပြောင်းလဲရှိမယ်ပစ္စည်းပြောက်တတ်တဲ့ငွေချေးဆုံးတတ်တဲ့29ရက်နေ့မှာတော့လက်ဖွင့်ခြင်းကံဖွင့်ခြင်းတို့ရပြည့်စုံခြင်းကြုံမယ်30ရက်နေ့မှာရန်တိုက်ခံများမယ်31ရက်နေ့မှာခက်ခဲတွေဖြည့်ရှင်းပြီးမှလိုရာပြည့်စုံမယ်ဒီကာလအတော်တွင်မှာ20ရက်နေ့ကနဂဘောနဲ့မဟာယာကျန်တစ်ခုတစ်ပြိုင်တည်းထဲချရောက်တဲ့အတွက်အနေရည်ဖြစ်တတ်တဲ့အလုံးစုံသတိထားရမယ်အနောက်တောင်ရက်ကိုဒီသွားစဉ်အနေရည်ရှိတတ်တဲ့မနေ့9နိုင်နဲ့10နိုင်ခွဲအတွင်းမှာသွားလာကျူးဆက်ရမယ်22ရက်နေ့24ရက်နေ့25ရက်နေ့29ရက်နေ့ကောင်းစေမင်္ဂလာရက်ကောင်းရက်မြတ်တွေကောင်းစီကောင်းလျှော်ပြည့်ရင်ဖုံးကန်ချက်စီတိုးတဲ့နှစ်သက်ရက်ကိုရွေးပြီးတော့ကောင်းစီကောင်းလျှော်ပြုနိုင်တယ်24ရက်နေ့ကဒဏသိတိနခဆန်းရှင်တဲ့နေ့ပိုက်ဆံ1000တန်းကိုငွေစက္ကူကိုရင်ဝင်ဖြန့်ပြီးလူနဲ့ဆောင်းမှာ29ရက်နေ့မြန်မာလာဇန်9ရက်နေ့နဲ့စနေနေ့နဲ့တိုက်ဆိုင်တယ်ပြာသူလာဇန်9ရက်အဲ့ဒီ9စနေနေ့လို့ခေါ်တယ်ဘုရားစီတီမှာသွားပြီးတော့တပြေကုန်းညွန့်တူပါနောက်ဒီကာလအတော်တွင်မှာတနင်္လာနေ့ကနေဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေစနေမွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနန်းနေကျိုးပေးတယ်အဖြူရောင်ဆေးရောင်မိခိုးရောင်တို့ကိုဝတ်ပြီးအလိုရှိအောင်ဆောင်ရွက်နိုင်တယ်စပယ်ပန်းဖျားကတ်လူပြီးလိုရာဆူတောင်းမှာဆူတောင်းပြပါမယ်ကျေးဇူးတင်ပါတယ်